Ole keti channel panina mimal ki mathakina mo ki la ngele mo ina tuni na hi video to yet suk ding ina bang thui ding hiam chi le to kol gam ki tel na me khiat ding pen I khiat thei tak pia cheni na ki tel na ngom suak thei ding a hi le PR sanit chizel anai ju sanit chizel koi chida na yam tel bial bol ke takinge achi a thei siam ngiat lo chi diam mo a thei siam nai lo te a ding ina hitenga en suk le hang them chik bang I thei siam na khat a pai zia khat ki tel ding hi chi mo to khat hil chen na hitenga nei nau en suk pak ding le mo လာမယ့်ရွေးကောက်ပွဲမှာအရင်ရွေးကောက်ပွဲတွေမှာကျင့်သုံးခဲ့တဲ့နိုင်သူအကုန်ယူစနစ်အပြင် PR စနစ်ကိုပါပူးတွဲကျင့်သုံးမယ်လို့ကြေညာထားပါတယ် Proportional Representation PR ဆိုတာကအချိုးကျကိုစားပြုစနစ်ပါဒီစနစ်ဟာမဲများသူအနိုင်ယူတာမဟုတ်တော့ပဲမဲရရှိမှုအနည်းများလိုက်အချိုးကျတွက်ချက်ပြီးလွှတ်တော်တွေကိုကိုယ်စားလှယ်လောင်းတွေရောက်လာကြမှာပါအလွယ်ဆုံးပြောရရင်တော့ရွေးကောက်ပွဲမှာမဲအများဆုံးနဲ့မနိုင်ရင်တောင်မှလွှတ်တော်တွေကိုရောက်လာနိုင်တဲ့စနစ်ဖြစ်ပါတယ်ဒီစနစ်ကိုအမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာကျင့်သုံးပါမယ်ဒါပေမဲ့ PR စနစ်တည်တံ့မဟုတ်ပဲနိုင်သူအကုန်ယူစနစ်နဲ့ချိတ်ဆက်ထားပြန်ပါတယ်ဒါကဘယ်လိုသဘောဆောင်ပါသလဲ PR နဲ့နိုင်သူအကုန်ယူရောထားတဲ့ Mixed Members Proportional MMP စနစ်ကဘာလဲအမျိုးသားလွှတ်တော်ရွေးကောက်ပွဲကိုဘာကြောင့်ဒီရှုပ်ထွေးတဲ့စနစ်နဲ့ကျင်းပကျင်တာပါလဲမဲတွေကိုရောဘယ်လိုရေတွက်မှာပါလဲဒီအကြောင်းရှင်းပြပေးပါမယ်အမျိုးသားလွှတ်တော်ကိုအထက်လွှတ်တော်လို့လည်းသိကြပါတယ်ဒေသတစ်ခုမှာရှိတဲ့လူဦးရေပမာဏကိုမူတည်ပြီးတော့မဲဆန္ဒနယ်တွေကိုပိုင်းခြားသတ်မှတ်လို့လူမျိုးစုလွှတ်တော်လို့လည်းခေါ်ပါတယ်ဒီလွှတ်တော်ကိုကိုယ်စားလှယ်224ဦးနဲ့ဖွဲ့စည်းရပါတယ်အဲ့ဒီထဲမှာရွေးကောက်ခံမဟုတ်တဲ့တက်ကိုယ်စားလှယ်56ဦးကအလိုလျောက်ပါဝင်နေပါတယ်အရင်ကအမျိုးသားလွှတ်တော်ရွေးကောက်ပွဲအတွက်တိုင်းနယ်ပြည်နယ်တစ်ခုချင်းစီမှာအမတ်12နေရာစီနဲ့အညီမျှသတ်မှတ်ထားပါတယ်စုစုပေါင်းတိုင်းနယ်ပြည်နယ်14ခုအတွက်ဆိုရင်တော့ကိုယ်စားလှယ်လောင်းက168ဦးရှိပါမယ်အဲ့ဒီ168ဦးကိုတဝက်စီပိုင်းလိုက်လို့ရှိရင်84ဦးစီရပါမယ်အခုရွေးကောက်ပွဲမှာနိုင်သူအကုန်ယူစနစ်နဲ့84နေရာ PR စနစ်နဲ့84နေရာကျင်းပပါမယ်နိုင်သူအကုန်ယူစနစ်နဲ့84နေရာထဲမှာ9နေရာကိုရွေးကောက်ပွဲမကျင်းပနိုင်လို့85နေရာပဲရှိပါမယ်အခု2025ရွေးကောက်ပွဲမှာတော့ကိုယ်စားလှယ်လောင်းအရေအတွက်က168ခုမပြောင်းပါဘူးဒါပေမဲ့ PR စနစ်နဲ့ပြိုင်မဲ့84နေရာအတွက်တော့မဲဆန္ဒနယ်ပိုင်းခြားသတ်မှတ်ပုံကိုပြောင်းလိုက်ပါတယ်မြို့နယ်10ခုမကျော်တဲ့တိုင်းနယ်ပြည်နယ်9ခုမှာ PR မဲဆန္ဒနယ်ကိုတစ်ခုတည်းသတ်မှတ်လိုက်ပါတယ်အဲ့ဒါတွေကတော့ချင်းကယားကရင်မွန်နဲ့တနင်္သာရီတို့ဖြစ်ပါတယ်ဒီဒေသ9ခုမှာမဲဆန္ဒနယ်တစ်ခုကိုကိုယ်စားလှယ်လောင်း6ဦးစီနဲ့အယောက်30ရှိပါမယ်လူဦးရေများတဲ့ရန်ကုန်နယ်မြေကျဲတဲ့မန္တလေးနဲ့ရှမ်းပြည်နယ်တို့ကိုတော့မဲဆန္ဒနယ်3ခုစီသတ်မှတ်လိုက်ပါတယ်ဒီဒေသ3ခုမှာတော့မဲဆန္ဒနယ်6ခုမှာတစ်ခုကိုကိုယ်စားလှယ်လောင်း2ဦးစီနဲ့18ဦးရှိပါမယ်ကျန်ပြည်နယ်နဲ့တိုင်း6ခုမှာတော့မဲဆန္ဒနယ်2ခုစီသတ်မှတ်လိုက်ပြီးစုစုပေါင်းမဲဆန္ဒနယ်12ခုမှာတစ်ခုကိုကိုယ်စားလှယ်လောင်း3ဦးလုံးနဲ့36ဦးရှိပါမယ်ဒါကြောင့် PR စနစ်နဲ့ကျင်းပမဲ့မဲဆန္ဒနယ်26နယ်မှာထိုင်ကုန်ရေတွက်ကတော့84ကုန်ပဲပြန်ရှိတာပါနားလေလွယ်အောင်ပြောရရင်တော့လုံခြုံရေးအရာရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေမှာ PR စနစ်နဲ့ရွေးကောက်ပွဲလုပ်ပြီးလွှတ်တော်တွေကိုလူများများရောက်လာစေဖို့ဖြစ်တယ်လို့ရွေးကောက်ပွဲလေ့လာသူတွေကပြောပါတယ်အမျိုးသားလွှတ်တော်ရဲ့မဲရလဒ်တွေကို PR နဲ့နိုင်သူအကုန်ယူစနစ်ပေါင်းပြီးတော့မှတွက်ချက်ရေးတွက်မှာပါဒါကြောင့် PR ကနေဝင်ပြိုင်လို့မဲအများဆုံးရလဲမနိုင်သေးပါဘူးဘာကြောင့်လဲဆိုရင်နိုင်သူအကုန်ယူစနစ်နဲ့ကိုယ်စားလှယ်လောင်းရတဲ့မဲကို PR ဘက်မှာအဲ့ဒီကိုယ်စားလှယ်လောင်းရဲ့ပါတီကရတဲ့မဲတွေဖြစ်နေတွက်ချက်မှာဖြစ်လို့ပါ PR တွက်တာက PR ရဲ့မဲစင်းတွေတွက်တာပေါ့ရှင်ဥပမာထားပါတော့ဒီမဲဆန္ဒနယ်မှာဟိုပေါ့ရှင်မဲပေါင်း3သိန်းခွဲရှိတယ်ပေါ့နော်မဲဆန္ဒရှင်ပေါင်း3သိန်းခွဲရှိတယ်ရှင်ပြိုင်တဲ့ပါတီက9ပါတီလို့ပြောလို့ရှိရင်တစ်ပါတီကို3000ရတယ်ဆိုလို့ရှိရင်ကျမတို့ကကိုယ်စားလှယ်တယောက်နှုံရမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုး3000ကျော်တဲ့သူရှိမယ်3000မပြည့်တာရှိမယ်အဲ့ဒါတွေစားလိုက်လို့မပြတ်ဖဲနဲ့ပိုတဲ့ကျွင်းကြံမဲတွေရှိပါတယ်ရှင်အဲ့ကျွင်းကြံမဲတွေကိုမှကျမတို့ကပါတီတွေနဲ့ကျွင်းကြံမဲတွေကိုလည်းကြီးစင်ငယ်လိုက်တန်းစီပြီးတော့မှဒီကျွင်းကြံမဲက3000မပြည့်သည့်တိုင်အောင်တောင်မှကျွင်းကြံမဲအများဆုံးလူ2ယောက်ယူမယ်ဆိုရင်ကျွင်းကြံမဲအများဆုံး2ဦးပေါ့နော်1ယောက်ပဲယူမယ်ဆိုကျွင်းကြံမဲအများဆုံး1ဦးပေါ့ရှင်အဲ့လိုနဲ့ယူသွားမှာဖြစ်ပါတယ်ရှင်ဒီစနစ်ဟာလွှတ်တော်တွေကိုလူမျိုးစုကိုစားပြုသူတွေပိုရောက်လာဖို့လို့ကော်မရှင်ကပြောထားပါတယ်နိုင်ငံရေးပါတီတွေကလည်းမဲနည်းနည်းပဲရပေမဲ့လွှတ်တော်တွေကိုရောက်နိုင်ပြီးလူထုဆန္ဒကိုဆောင်ရွက်ပေးနိုင်မယ်လို့မျှော်လင့်နေကြပါတယ်ဒ
ဒါပေမဲ့အခုရောနှောထားတဲ့စနစ် MMP ကိုသုံးမှာမို့အရင်နိုင်သူအကုန်ယူစနစ်နဲ့ဘာမှမကွာခြားဘူးလို့နိုင်ငံရေးပါတီတချို့ကပြောနေပါတယ်။နိုင်ငံရေးပါတီတချို့ကတော့မှရှုပ်ထွေးနေတဲ့ဒီ MMP စနစ်ကိုအမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာဘာကြောင့်ထည့်သွင်းကျင်းပတာပါလဲ။ ရှမ်းပြည်ဆိုရင်မြို့နယ်40ပေါင်းမှမဲဆန္ဒနယ်တစ်ခုသတ်မှတ်တယ်အမျိုးသားလွှတ်တော်မှာလေကိုရှိတာက55မြို့နယ်အဲ့တော့55မြို့နယ်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီးတွေကိုအမျိုးသားလွှတ်တော်ကိုတာတစ်ခုစီပေးလိုက်တော့ FTTP မှာ6နေရာ PR မှာ6နေရာရှိတဲ့အထဲမှာအမျိုးသားလွှတ်တော်အနိုင်ရဖို့ဆိုရင်အဲ့မြို့နယ်40ကိုပေါင်းပြီးမဲဆန္ဒနယ်တစ်ခုသတ်မှတ်လိုက်တယ်အဲ့တော့ရွေးကောက်ပွဲမလုပ်နိုင်တဲ့မြို့နယ်တွေအဲ့ထက်မှာပါနေလဲပဲသူကကိုယ်စားလှယ်တယောက်တက်လာတယ်နောက်တစ်ခုကမဲဆန္ဒနယ်မြေသတ်မှတ်တဲ့အားကလည်းအခြေအဝန်းတွေမတူဘူးတစ်ခုနဲ့တစ်ခုကအဲ့တော့ဘာပဲပြောပြောအတုတ်လိုက်ကျင်းပပြီးအားလုံးပေါင်းလိုက်လို့ရှိရင်တော့ကိုယ်စားလှယ်များများပါလာနိုင်တဲ့ဒီဇိုင်းဖြစ်တယ်လို့အဲ့လိုမြင်ပါတယ်PR အကုန်ဝင်ပြိုင်မှ FPTP ပြိုင်လို့ရမယ် FPTP အကုန်ပြိုင်ပြီးတော့မဲရတဲ့အရေးအတွက်ကလည်းများမှ PR ပိုင်ရမယ်ဆိုတော့ FPTP နိုင်မှ PR နိုင်မယ်ဆိုတဲ့သဘောဖြစ်သွားတယ်2025ရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာ28မှာစတင်ကျင်းပမယ်လို့ပြောထားပါတယ်။ပြည်သူ့လွှတ်တော်အတွက်284နေရာအမျိုးသားလွှတ်တော်အတွက်အနိုင်ရသူအကုန်ယူစနစ်နဲ့မဲဆန္ဒနယ်85ခုအချိုးကျကိုစားပြုစနစ် PR နဲ့မဲဆန္ဒနယ်26ခုစုစုပေါင်းမဲဆန္ဒနယ်130တို့မှာကျင်းပပါမယ်။ဒါအပြင်တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာနိုင်သူအကုန်ယူစနစ်322နေရာနဲ့ PR စနစ်နဲ့42နေရာကျင်းပမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။